အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြမယ့် feature ကတော့ကျွန်တော်တို့ supplier management feature ပေါ့နော် supplier management ကိုဘယ်လိုသုံးကြမလဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ supplier management မှာဆိုရင်ကျွန်တော်တို့ဘာသတ်မှတ်လို့ရမလဲဆိုရင်ကျွန်တော်တို့ supplier ရဲ့ contact တွေ email address တွေပါတစ်ခါလေးမှတ်ထားလို့ရတယ်ပေါ့နော်ပြီးတော့ဘယ် product တွေကဘယ် supplier ဆီကဝယ်ခဲ့တယ်ဆိုတာတွေတစ်ခါလေးကြည့်တွေ့လို့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ supplier ထည့်နေပေါ့နော်ကျွန်တော်တို့ supplier ထည့်မယ်ဆိုရင် supplier function ကိုသွားပြီးရင်ကျွန်တော်တို့ add supplier ဆိုတာကျွန်တော်နှိပ်မယ် supplier မှာကျွန်တော်တို့ supplier A ဆိုပြီးရှင်းမယ် 100% normal ပေါ့နော် 100% share ဒါရမထည့်ရဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော် supplier တယောက်ရပြီကျွန်တော် supplier တယောက်ရပြီပေါ့နော်အဲ့တော့ supplier နဲ့ကျွန်တော်တို့ link တွေ product တွေဘယ်လို link လုပ်မလို့ကျွန်တော်တို့ဒီ link product ဆိုတော့နှိပ်မယ်နှိပ်ပြီးတော့ okay အမှ hand and shoulder ကဒီ supplier ရဝင်ခဲ့ဆိုရင်ဒီ supplier ရွေးပေါ့နော်ဒါမှမဟုတ်ရင်ဒီ perfume ကဒီ supplier ရဝင်ဆိုရင်နှိပ်မှာပေါ့နော်နှိပ်ပြီးတော့ကျွန်တော် save ဆိုတော့နှိပ်လိုက်မယ်နှိပ်တက်ပြီးဆိုတာနဲ့ဒီမှာကျွန်တော်တို့စပြီးတော့ analyze လုပ်လို့ရပြီဒီ perfume ကကျွန်တော်တို့ဝယ်ခဲ့တာကဘယ်ရက်ကဝယ်ခဲ့တယ်ပြီးတော့ quantity ဘယ်လောက်နဲ့ပေါ့နော်ပြီးတော့ဒီလက်ရှိ quantity ဘယ်လောက်ကျန်တာလဲ16ခုကျန်တယ်ပြီးတော့ဘယ်နှခုရောင်းပြီးတော့4ခုရောင်းပြီးပေါ့နော်ဒီမှာဆိုရင် unit score ကိုလည်း total code ဆိုတော့ပြမထားပါဘူးဘယ်လိုလုပ်ဆိုတော့ဒီ product က unit code ထည့်ထားတယ်ပေါ့နော်ဒီမှာကျွန်တော်ဆိုရင်ပြောထားပါတော့ကျွန်တော်လိုက်ပြမယ်ဒီမှာဆိုရင်ဝယ်စည်း0ဖြစ်နေတော့အနေပြပြထားပါသည်ဝယ်စည်းကိုထုတ်ကုန်ဒီဘက်နဲ့ထည့်နေနိုင်ပါပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ဝယ်စည်းမရှိရတယ်မပြပါဘူးเนาะအဲ့တော့ကျွန်တော်ဝယ်စည်းကိုထည့်လိုက်မယ်ဝယ်စည်းရတရားပါเนาะနောက်ကျွန်တော် stock ကဒီနေ့ကျွန်တော် stock နောက်10ခုထပ်ဝင်နေဆိုပါတော့ကျွန်တော်ထည့်လိုက်တာကဒီ100နဲ့ဝယ်စည်း100နဲ့နောက်ထပ်ကျွန်တော် stock 10ခုထပ်ထည့်ထားရပါတော့အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒီ project စပြန်ပုံနှိပ်လိုက်ရင်ကျွန်တော်ဒီ9ရက်နေမှာဈေးနှုန်း100နဲ့ဒီအတွက်10ခုကိုကျွန်တော်ဝယ်ထားရပါတော့အဲ့ဒါကိုကျွန်တော်ပြပေးတယ်နောက်ပြီးတော့ဒီမှာဆိုရင်ဒီကျွန်တော်တို့ဝယ်ထားတဲ့ပစ္စည်းကဘယ်လောက်ရောင်းရပြီလဲဆိုတဲ့ဟာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့စုပေါင်းဝယ်တာ2ခုဝယ်ပြီးရတစ်ခုဒီမှာဒါဒီချက်ကြည့်လို့ရပါတော့တော့ရောင်းစရာကျွန်တော်ဝယ်တာစုစုပေါင်းမှာ1100ပဲရှိရပါတော့1100ပဲရှိရကျွန်တော်တို့ရဲ့မြက်က2800ဖြစ်နေတဲ့အတွက်ဒီမှာ100% ကျွန်တော်တို့အရင်ပြန်ရပါတော့เนาะပြီးအမြက်ကဘယ်လောက်လဲဆိုတာကတစ်ခါပြပေးရပါတော့အဲ့ဒါကိုကျွန်တော်လိုက်ကြည့်လို့ရမယ်တောင်းလို့နေလိုက်ပြီးရင်စိတ်ကြိုက်ရက်ရွေးလို့ရမယ်ပြီးရင်နောက်တော့9ရက်လာရွေးလို့ရမှာပေါ့နော်ဒါဒီကျွန်တော်ဆန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ